ဒီနေ့အပြည်ပြည်ဆိုင်ရာတက်ကြီးပုဂ္ဂိုလ်များနေ့မှာဆရာပြောချင်တာလေးတစ်ခုရှိပါတယ်ဒါကတော့အယူကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တဲရွယ်ရလာရင်နော်အယူနဲ့ပတ်သက်ပြီးတော့အားလုံးလည်းသိကြပြီးဖြစ်မှာပါအယူကျိုးတဲ့ပြဿနာတွေနော်အယူကြီးပေါင်းပြဿနာတွေစသဖြင့်တက်ကြီးပုဂ္ဂိုလ်တွေနဲ့ဒီအယူအစစ်ပြဿနာတွေကရှင်တွဲနေတာဖြစ်ပါတယ်အဲ့တော့အဲ့နေရာမှာဒီနေ့ပြောချင်တာကတော့တက်ကြီးတဲ့ပုဂ္ဂိုလ်တွေမှာအသက်65နှစ်ကျော်လာပြီဆိုရင်အရိုးကျန်းမာရေးအတွက်ကယ်လ်ဆီယမ်စားသုံးမှုကအရေးကြီးပါတယ်အဲ့တော့ကယ်လ်ဆီယမ်ကဘာအတွက်လဲအရေးကြီးလဲဆိုရင်အရိုးအတွက်အရေးကြီးတယ်ဒါ့အပြင်ကြွက်သားတွေအတွက်လည်းအရေးကြီးတယ်နော်ခန္ဓာကိုယ်မှာဒီအာယုံရောတွေစိတ်ဆော်မှုဒါတွေအတွက်လည်းအရေးကြီးတယ်နော်နောက်ဒီသွေးမှာဆရာတို့ blood clot ပေါ့နော် clotting system ကသွေးခဲတဲ့စနစ်မှာလည်းကယ်လ်ဆီယမ်ကအရေးကြီးပါတယ်အဲ့တော့ကယ်လ်ဆီယမ်ဓာတ်ကဆရာတို့မြင်တာပေါ့နော်တက်ကြီးတွေမှာဆရာတို့စားသုံးတဲ့ပမာဏကလုံလောက်မှုမရှိဘူးဆိုတာတွေ့ရပါတယ်အဲ့တော့ကယ်လ်ဆီယမ်ကတစ်နေ့ဘယ်လောက်လိုအပ်လဲဆိုတာမေးစရာဖြစ်ပါတယ်အဲ့တော့ကယ်လ်ဆီယမ်လိုအပ်မှုကအနည်းဆုံးတက်ကြီးပုဂ္ဂိုလ်တွေမှာ800ကနေ1200မီလီဂရမ်နေ့တိုင်းလိုပါတယ်အဲ့တော့ပမာဏအားဖြင့်ပြောရရင်တော့ဆရာတို့ဒီနွားနို့တောက်ရင်ပေါ့နော်နွားနို့တောက်ရင်နွားနို့၄ခွက်လောက်တစ်နေ့နော်200cc ပေါ့လေ9အောင်စ8အောင်စရှိမယ်တင်ပါတယ် 200cc ၄ခွက်လောက်တောင်းမှပြည့်မီနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီကယ်လ်ဆီယမ်ကိုနော်တခြားရနိုင်တဲ့နီလန်းတွေလည်းရှိတယ်နောက်ဆေးဝါးတွေနေနဲ့လည်းရှိပါတယ်အဲ့တော့ကယ်လ်ဆီယမ်ပြည့်မီဖို့အတွက်ကတော့နော်ကျတို့လုံနိုင်တဲ့နီးစားသုံးနိုင်တဲ့နီးကတော့နိုးတောက်တာရှိတယ်နောက်ကယ်လ်ဆီယမ်ကိုဆေးပြားတွေနဲ့တောက်တာရှိပါတယ်နော်အဲ့တော့ဒီနီလာနေနဲ့ဆရာတို့တက်ကြီးဘဝမှာလိုအပ်တဲ့ကယ်လ်ဆီယမ်ကိုဖြည့်တင်းပေးဖို့ဆရာအကြံပြုချင်ပါတယ်အဲ့ဒီနေရာမှာကယ်လ်ဆီယမ်ကသူတူးထဲနဲ့စာရင်မကောင်းပေါ့နော်ပိုအာနိသင်ကောင်းတာကတော့ဗီတာမင် D နဲ့ fortify လုပ်ထားတယ်ပေါ့နော်ဖြည့်ဆွတ်ထားတဲ့ဟာဆိုရင်เนาะနှစ်ခုစလုံးကယ်လ်ဆီယမ်ဓာတ်ကောဗီတာမင် D ရောပြည့်ဝသွားပြီးတော့တက်ကြီးပုဂ္ဂိုလ်တွေမှာအယူတမမှုဖြစ်မယ်เนาะတက်ကြီးတွေဖြစ်လေရှိတဲ့လဲကြတဲ့အခါမှာအယိုးကျိုးတာမျိုးကနေပြီးတော့ရှောင်လွှားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီကယ်လ်ဆီယမ်နဲ့ပတ်သက်ပြီးတော့เนาะစားသုံးတဲ့နည်းအနေနဲ့လေတနေ့ပမာဏပြည့်မီအောင်စားသုံးကြဖို့ဆရာအနေနဲ့အကြံပြုတိုက်တွန်းလိုပါတယ်သင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မကောင်း